အိုဂါမီတို့ရဲ့တိုက်ခိုက်မှုပြီးမှဆေးရုံကလည်းမီးလောင်သွားခဲ့ပြီးတော့ TV သတင်းစီစဉ်တွေမှာလည်းပါလာကဆေးရုံအုပ်ဖြစ်တဲ့တာဝါတာရဲ့ပေါ်စားမှုကြောင့်အခုလိုတွေဖြစ်သွားရတယ်ဆိုပြီးအစိုးရကသတင်းဖုံးပြခဲ့ပါတယ်။မရှင်ပြီးဆုံးသွားတဲ့အချိန်မှာတော့ဝင်ကြီးချုပ်ဆိုတဲ့လူကတိုကီနဲ့အတူတူလက်ဖက်ရည်တောင်းရင်စကားပါညာပြောနေခဲ့ကြပြီးစွမ်းအားတွေကိုအများကြီးအသုံးခဲ့ရတာကြောင့်မို့လို့ခဏတစ်ဖြုတ်လောက်တော့အနားယူတင်တယ်လို့အကြံပေးနေပါတယ်။ဒါပေမဲ့တိုကီကတော့ဝင်ကြီးချုပ်ကိုစကားကန်နေကြီးပဲပြန်ပြောခဲ့ပြီးသူ့ရဲ့အစွမ်းကိုသူကြိုက်တယ်လို့အသုံးချမယ်ဆိုတာနဲ့အဖေမဟုတ်တော့တဲ့လူတစ်ယောက်ရဲ့စကားကိုနားထောင်ကြဘာအကြောင်းမှမရှိဘူးလို့ပြောဆိုခဲ့ပါတယ်။ဝင်ကြီးချုပ်နဲ့တိုကီတို့ကမိသားစုနဲ့သက်ဆိုင်တဲ့ပြဿနာလေးအနည်းငယ်ရှိကြတယ်ဆိုပေမဲ့ကိုဘရိကတယောက်ရဲ့အဆိုးရွားဆုံးခြေနေဖြစ်တဲ့လော့စ်ဖောင်ကိုသာရောက်မသွားစေနဲ့လို့မှားရင်တိုကီကိုပြန်ဝင်ပေးခဲ့လိုက်ပါတယ်။စေယုံကြီးတစ်ခုလုံးမီးလောင်သွားတာကနာမည်ကြီးလာနိုင်တဲ့တည်တစ်ခုဆိုပေမဲ့အစိုးရကိုယ်တိုင်ကဒီပြဿနာကိုဖုံးဖိပေးခဲ့တာအကြောင်းမို့လို့ဘာမှမဖြစ်သလိုပုံစံမျိုးနဲ့ဒီမီးလောင်မှုကပြီးဆုံးသွားခဲ့ပါတယ်။အစိုးရရဲ့တည်ထိန်ချုံမှုတွေကဘလောက်တောင်ကြောက်စရာကောင်းလဲဆိုတာစာကူတာတယောက်လက်တွေ့တွေ့မြင်ခဲ့လိုက်ရပြီးတော့ဒီကိစ္စကိုနောက်ွက်ကကြိုးကိုင်နေတဲ့လူထက်ချိနိုင်သေးတယ်လို့စဉ်းစားနေတော့မှပဲအိုဂါမီတို့စီကိုရူအီလို့ခေါ်တဲ့လူငယ်လေးတယောက်ကထပ်ရောက်လာခဲ့ပါတယ်။ဆိုင်ငယ်ပေါ်ကနေဆင်းလာတဲ့အပြာရောင်စပင်နဲ့လူငယ်လေးစီကိုလည်းအိုဂါမီကရှောက်သွားကဘာကြောင့်သူ့ကိုလာတွေးတာလဲလို့မေးခဲ့လိုက်ပြီးတော့နှစ်ယောက်တည်းတီးတဲ့စကားပြောချင်လို့ခဏရှောင်ပေးလို့ရမလားဆိုပြီးဘေးနားကစာကူတာကိုလည်းရူအီကပါထုတ်ခဲ့ပါတယ်။အမှန်တကယ်တော့ရူအီတယောက်အိုဂါမီစီကိုရောက်လာရတာကမနေ့တုန်းကတာဝါတာရဲ့အမှုကိစ္စနဲ့ပတ်သက်နေခဲ့ပြီးစာကူတာလိုမျိုးပြင်ပမိန်းကလေးတယောက်ကိုဆေးရုံနဲ့ခေါ်သွားတာကြောင့်မို့လို့အထက်လူကြီးတွေကအိုဂါမီကိုတင်နေတာဖြစ်ပါတယ်။စာကူတာကရှားပါမျိုးစိတ်ဖြစ်တာကြောင့်မို့လို့တေသွားလို့မရဘူးဆိုတဲ့အကြောင်းရူအီကထပ်ပြောလာခဲ့ပြီးတော့သူမကိုကုန်းနံပါတ်စစ်ဖြစ်တဲ့အိုဂါမီကိုယ်တိုင်ကစောင့်ရှောက်ပေးရလိမ့်မယ်ဆိုတဲ့အမိန့်ကိုပါအထက်လူကြီးတွေကတခါတည်းသတင်းပါလိုက်ပါတယ်။တာဝါတာရဲ့ပြဿနာကိုဖြေရှင်းတော့ကအစွမ်းနဲ့အများကြီးကိုတုံးလိုက်ရတဲ့သတင်းကိုလည်းရူအီကကြားထားတာကြောင့်မို့လို့တပတ်လောက်တော့ဘာမှမလုပ်သေးပဲတေချာလေးအနားယူတင်တယ်လို့ပြောပြခဲ့ပါတယ်။လော့ဆောင်တာပြောင်းသွားရင်အခြေအနေတွေအားလုံးကမောက်ကမဖြစ်သွားလိမ့်မယ်လို့ရူအီကရှင်းပြရင်အဲ့ဒီနေရာကနေလည်းထွက်သွားခဲ့ပြီးတော့ဆိုင်ကယ်ကိုအထာကျကျမောင်းပြီးထွက်သွားတဲ့ရူအီရဲ့ပုံစံကိုစာကူတာကလည်းငေးကြည့်နေခဲ့ကအိုဂါမီမှာဒီလိုမိုက်တဲ့တငယ်ချင်းတယောက်ရှိနေသေးတာပဲလို့ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့အိုဂါမီတို့ကုန်းတွေကဖွဲ့သားချင်းချင်းကတော့တငယ်ချင်းဆိုတာထက်လုပ်ငန်းသဘောအရဆက်ဆံရတဲ့ဒဇိန်းဖွဲ့သားတွေလိုပဲတတ်မှတ်ထားကြပြီးတာမန်လူတယောက်လိုမျိုးတငယ်ချင်းတွေပါတွေအများကြီးထားပြီးဘဝကိုပျော်ပျော်နေသေးတယ်လို့စာကူတာကအကြံပေးခဲ့ပါတယ်။အိုဂါမီတယောက်လည်းအရင်တုန်းကအဲ့ဒီလိုမျိုးလုပ်ဖို့စဉ်းစားခဲ့ပြီးပေမဲ့ကုန်းကာတွေရဲ့ပုံစံအမှန်ကိုပြင်ပလူတွေသိလို့မရတာကြောင့်မို့လို့ဘယ်သူနဲ့မှခင်မင်းရင်းနှီးရောက်မနေပဲတယောက်တည်းတီးတံခွဲပြီးတော့နေထိုင်နေတာဖြစ်ပါတယ်။ပုံမှန်တိုင်းပဲအကြောင်းစီကိုနှစ်ယောက်သားကထွက်လာခဲ့လိုက်ကြပေမဲ့ဒီတစ်ခေါက်မှတော့ထူးထူးဆန်းဆန်းအခန်းထဲကအတန်းပေါ်တွေအားလုံးကတစ်ခုခုကိုကြံစီနေတဲ့ပုံဖြစ်နေခဲ့ပြီးသူတို့လုပ်နေတာတွေကိုအိုဂါမီမသိအောင်ဖုံးဖိဖို့ကြိုးစားနေကြကစာတင်ချိန်တစ်ခုရောက်မှတက္ကစုကပန်းရောင်စာရွက်လေးတစ်ယောက်ကိုလည်းစာကူတာကိုမတိမတာထိုးပေးခဲ့ပါတယ်။အတန်းပေါ်တွေအားလုံးကဒီကနေ့သူ့ကိုထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေတယ်ဆိုတာအိုဂါမီတယောက်တတိထားမိခဲ့လိုက်ပြီးတော့အနားပေးချိန်ခဏမှစာကူတာနဲ့အတန်းပေါ်တွေအားလုံးရဲ့လှုပ်ရှားမှုတွေကိုလည်းလိုက်ပြီးတော့ချောင်းကြည့်ခဲ့ပါတယ်။သူ့ရဲ့ပုံစံအမှန်ကိုတီးသွားကြပြီလို့အိုဂါမီကထင်ခဲလိုက်တာကြောင့်မို့လို့အကုန်လုံးကိုတက်ပြစ်လိုက်ရမလားဆိုတဲ့အတွေးတွေပါဝင်နေခဲ့ပေမဲ့တကယ်နဲ့အတန်းပေါ်တွေလှုပ်ဝက်နေတဲ့အရာဆိုတာကအိုဂါမီအတွက်နှုတ်ဆက်ကြိုးဆိုပွဲလုပ်ပေးဖို့သာဖြစ်နေကနားကျင်ပြီးသွားလို့အခန်းထဲကိုပြန်ဝင်လာတဲ့အိုဂါမီကိုလည်းဖျောက်အိုးတွေဖောက်ပြီးတော့နှုတ်ဆက်ကြိုးဆိုခဲ့ကြပါတယ်။ဘယ်တော့မှတငယ်ချင်းမထားတော့ဘူးလို့အိုဂါမီကဆုံးဖြတ်ထားပေမဲ့အခုလိုမျိုးသူ့ကိုလှိုက်လဲကြိုးဆိုပေးကြတဲ့အတန်းပေါ်တွေကိုမြင်လိုက်ရချိန်မှာတော့အနေငယ်တော့ဝမ်းသာမိသွားပါတယ်။အိုဂါမီကိုခင်မင်တဲ့တငယ်ချင်းတွေအများကြီးရှိတာကြောင့်မို့လို့စာကူရိုင်ကိုယ်တိုင်ကလည်းဂျင်းနဲ့ပီတီဖြစ်နေခဲ့ပြီးညနေပိုင်းချိန်ရောက်မှအိုဂါမီကတငယ်ချင်းတွေရဲ့နာမည်စင်းကိုသူ့ကိုယ်တိုင်ရုပ်ရည်ဖြည့်ဆည်းပြဖို့အတွက်လှုပ်လာကဒါကိုမြင်လိုက်ရတဲ့စာကူတာကလည်းချက်ချင်းပဲနာမည်စင်းတွေကိုဆွဲယူခဲ့လိုက်ပါတယ်။ကုတ်ပရိကဖွဲ့စည်းနဲ့ပတ်သက်တဲ့လူမှန်သမျှကအသက်အနည်းထိခိုက်လာနိုင်ခြေရှိတာကြောင့်မို့လို့အိုဂါမီတွေနဲ့အခုလိုမျိုးလုပ်နေရတာဖြစ်ပြီးတော့အချိန်တန်ရင်အားလုံးကတူလန်းတူရှောက်ရမယ့်လူတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းစာကူတာကိုရှင်းပြခဲ့ပါတယ်။တစ်ဖက်ကတိုကီရဲ့ဘက်မှာတော့ကုတ်ပရိကတွေမလိုချင်ဆုံးအရာဖြစ်တဲ့ loss ပေါင်ပြောင်းတော့မဲ့အခြေအနေနဲ့ကြုံတွေ့နေရပြီးခန္ဓာကိုယ်တွေကစွမ်းအားတွေကရုတ်တရက်ထိုးကျသွားတာကြောင့်မို့လို့လမ်းတော့ကောင်းကောင်းမချောင်းနိုင်တော့ပဲဖြစ်နေကလမ်းကြားတဲ့နေရာတွေကိုလည်းဝင်သွားခဲ့ပါတယ်။မီးလောင်မှုကြီးဖြစ်ပြီးသွားတဲ့နောက်မှာတော့ဒီတက်ဆိုရတဲ့အမှုကိစ္စတခုကထပ်မံပေါ်လာခဲ့ပြီးအေဂျင့်ကာဝါမူရာဦးဆောင်တဲ့လူယောက်40ပါတဲ့အထူးတပ်ဖွဲ့တစ်ဖွဲ့ကမနေ့ကပဲလှုပ်ဝက်မစ်ရှင်တစ်ခုလုပ်ရဲ့အစအနမရှိပဲပျောက်သွားခဲ့ပါတယ်။ဒီပြဿနာကိုလည်းအစိုးရနဲ့တာဝန်ရှိသူတွေကအပြင်းထန်စုံစမ်းမှုတွေပြုလုပ်လာကြပြီးတော့ပျောက်ဆုံးသွားတဲ့လူယောက်40ဆိုတာကကုန်းနံပါတ်1ဟီတိုမီကိုဖမ်းဆီးဖို့အတွက်ဝင်ကြီးချုပ်ကိုယ်တိုင်ကစေလွှတ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအယောက်40တော်အေဂျင့်တွေအားလုံးကဟီတိုမီရဲ့လက်ချက်နဲ့ပဲအကုန်တက်ခံထားရပြီးသူ့ရဲ့ကိုယ်ပိုင်စွမ်းအားဖြစ်တဲ့လျှက်စစ်စွမ်းအားနဲ့ပဲအားလုံးကိုအသက်ပြန်သွင်းခဲ့လိုက်ကတစုံတစ်ယောက်ကိုတက်ခိုက်ဖို့အတွက်လည်းထပ်ပြီးတော့စေလွှတ်ခဲ့လိုက်ပါတယ်။အိုဂါမီကိုကြိုးဆိုပွဲလုပ်ပေးနေကြတဲ့တငယ်ချင်းတွေရဲ့ဘက်မှာတော့ပစ္စည်းတွေအားလုံးကိုတင်ရင်အိမ်ပြန်ဖို့လုပ်နေကြပြီးတော့ဆောနာကအေဂျင့်တွေကကျောင်းထဲကိုရုတ်တရက်ဝင်လာနေတာကိုလည်းစာကူတာတို့ကတွေ့သွားပြီးတော့ခန္ဓာကိုယ်ပေါ်ကလျှက်စီးတွေကိုတတိထားမိလိုက်တဲ့အိုဂါမီလည်းအောက်ထက်ကိုချက်ချင်းပဲပြင်ဆင်သွားပါတယ်။ကျောင်းတကားကိုဖျက်ကျော်လာနေတဲ့အေဂျင့်တွေအားလုံးကိုအိုဂါမီကအပြန်ရောက်မီးတောက်စွမ်းနဲ့အမြန်မဲ့တိုက်ခိုက်ကတားဆီးခဲ့လိုက်ပြီးတော့ကျောင်းတွင်းမှာလူတွေထက်သက်နေတဲ့လူစာကူတာကထင်ခဲ့လိုက်ပေမဲ့အခုရောက်လာတဲ့လူတွေအားလုံးကတေပြီးသားတွေဖြစ်တဲ့ဆိုတဲ့ကြောင့်အိုဂါမီကရှင်းပြခဲ့ပါတယ်။စာကူတာတေချာကြည့်လိုက်တဲ့အခါမှာတကယ်တေဆုံးပြီးသားလူတွေဖြစ်နေခဲ့ပြီးအေဂျင့်တွေအားလုံးကလည်းစာကူတာကိုတတ်ဖို့အတွက်ရုတ်တရက်ပြေးလာကြကအထက်လူကြီးတွေရဲ့ပြောစကားကြောင့်အိုဂါမီလည်းစာကူတာကိုအသေးအံကာကွယ်ပေးခဲ့ရပါတယ်။စွမ်းအားတွေအများကြီးကိုထုတ်သုံးမိလိုက်တဲ့အိုဂါမီတယောက်ကန်ဆိုးစွာနဲ့ပဲလော့ဆောင်ဖြစ်သွားခဲ့ပြီးတော့ရုတ်တရက်ကြီးအားရနေနေသွားကအေဂျင့်ကောင်တွေရဲ့တိုက်ခိုက်တာကိုလည်းနှစ်ယောက်စလုံးခံရတော့မယ့်အခြေအနေကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီချိန်စာကူတာတို့ရဲ့တမ်းမိုင်ဆရာမဖြစ်တဲ့ကန်တာကတနက်တလက်နဲ့ရောက်ချလာခဲ့ပြီးအနားကိုကတ်လာတဲ့အေဂျင့်နိုင်ကိုလည်းတပ်ပစ်ခဲ့ကတခင်လေးကိုဘေးလို့ရခေါ်သွားပေးဖို့အတွက်လည်းပြောဆိုလာပါတယ်။
အမှန်တကယ်တော့အတောင်မိုက်ဆရာမကန်တာကလည်းကုတ်ပရိကအဖွဲ့အစည်းတွေကလူတစ်ယောက်ဖြစ်နေခဲ့ပြီးအခန်းထဲမှာကြံနေသေးတဲ့အတန်းဘော်တွေကိုလည်းအေဂျင့်တွေကလှမ်းမြင်သွားပြီးတော့ဆာကူရာတို့ကိုမတက်ခိုက်တော့ပဲចောင်းကန်းရှိရာကိုပြေးသွားကြပြန်ပါတယ်။အိုဂါမီတယောက်ဒီဖြစ်ပျက်ကိုမြင်လိုက်ရတဲ့အခါမှာတော့မရရအောင်ပြန်ထားပြီးအနောက်ကနေလိုက်သွားခဲ့ပြီးတော့တငယ်ချင်းတွေကိုကာကွယ်ပေးဖို့အတွက်အရန်ပြစ်ထန်တဲ့မီးတောက်ဆွမ်းအားတွေကိုလည်းထုတ်သုံးခဲ့လိုက်ကတယောက်တည်းအားနဲ့ပဲအကုန်လုံးကိုတက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အေဂျင့်တွေကမတည်နိုင်တဲ့အကောင်တွေဖြစ်တာကြောင့်မို့လို့ဇက်တက်ကိုပြန်ထားလာနေကြပြီးအိုဂါမီရဲ့ခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းအားရည်နေလာပြီးတော့အဲ့ဒီနေရာမှာတင်မေလဲတုံးလို့ဖြစ်သွားပါတယ်။ထို့ချိန်အခြားကုတ်ပရိကအဖွဲ့သားတွေဖြစ်တဲ့ယူကီနဲ့ဟက်ကဲတို့ကလည်းရောက်လာကြပြီးတော့အိုဂါမီတားစီရခတ်နေတဲ့အေဂျင့်တွေအားလုံးကိုလည်းသူတို့ရဲ့အစွမ်းတွေပါဝါတွေနဲ့ကူညီပြီးတော့တိုက်ခိုက်ပေးခဲ့ကြပါတယ်။ကံကောင်းစွာနဲ့ပဲအေဂျင့်ကောင်တွေအားလုံးကိုလည်းအဖွဲ့သားတွေရဲ့အကူအညီနဲ့ပဲရှင်းလင်းပစ်လိုက်နိုင်ခဲ့တယ်ဆိုပေမဲ့စွမ်းအားတွေအများကြီးကိုထုတ်သုံးမိထားတဲ့အိုဂါမီကတော့ Lost Bound ချိန်တွေကိုရှောက်သွားကတိုကီယိုအိုဂါမီရောနှစ်ယောက်စလုံးကတစ်ချိန်တည်းမှာတင်မေးလဲသွားခဲ့ကြရင်းနဲ့ပဲအပိုင်း6ကလည်းဒီနေရာမှာတင်ပြီးဆုံးသွားပါတယ်။